အားလုံးပဲမင်္ဂလာပါရှင်မိုင်ဆုံးခါဒီနေ့ချက်ပြမယ့်ဟင်းရာတော့ရှမ်းမုံတီဖြစ်ပါတယ်ရှင်ပါဝင်ပစ္စည်းတွေကတော့ငါးဖြစ်ပါတယ်ဒီငါးလေးတွေကိုတော့အယိုးညွှန်ထားတာဖြစ်ပါတယ်ပြီးတော့ခန်းချင်ဒီကိုကြိတ်ထားတာပါပြီးတော့ကြက်တွန်စီကြက်လေးပါပြီးရင်တော့ဒီငါးပြုတ်ရည်လေးနဲ့ပြန်ပြီးတော့ပြန်ချက်မှာဖြစ်ပါတယ်ရှင်အရင်ဦးဆုံးခန်းချင်ဒီအနစ်ချက်ပါမယ်ရှင်ခန်းချင်ဒီအနစ်လေးကိုထည့်ပါမယ်အနစ်ချက်နေပါပြီရှင်အနစ်လေးဒီနေထားလေးဆိုရင်တော့ရပါပြီရှင်ငါးပြုတ်ရည်လေးပြန်ထည့်ပါတော့မယ်ရှင်ငါးပြုတ်ထားတဲ့အရည်လေးပါရှမ်းမုံဒီလေးစားချက်ပါတော့မယ်ဒါတော့ပဲအကြက်မုံလေးမွေးကြက်မုံလေးဖြစ်ပါတယ်ရှင်ဒါကိုငါးပြုတ်ရည်ပွက်လာတဲ့အချိန်ကျရင်ထည့်ဖို့ဖြစ်ပါတယ်ဒီကောင်လေးကိုအရေးဖြော်မှာဖြစ်ပါတယ်ရှင်ကိုကဘာဖြစ်လို့ရေဖြော်ရလဲဆိုတော့ကိုကဒီတိုင်းအမုံပဲထည့်လိုက်မယ်ဆိုရင်ရေစူနေတာဖြစ်တဲ့အတွက်သူလုံးသွားမှာစိုးလို့ပေါ့နော်ဒါရေဖြော်မှာပါရေလေးထည့်ပြီးတော့ဖြော်မှာဖြစ်ပါတယ်ရှင်နည်းညက်လေးထည့်ပြီးတော့စပြီးတော့ဒီပြောင်းမွေးပါမယ်ဟုတ်ကဲ့ဒီအနေထားလောက်ဆိုရင်တော့ရပါပြီရှင်တူတယ်ဟုတ်ကဲ့ခုငါးဟင်းချိုလေးကတော့စပြီးတော့မှအရေးစုပွက်လာပြီဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အရေးလေးတွေပွက်လာပြီဆိုတော့အမြုပ်ထနေတာလေးတွေကိုခတ်ထုတ်မှာပဲဖြစ်ပါတယ်ရှင်ဒီအမြုပ်လေးတွေကိုခတ်ယူပေးမှာဖြစ်ပါတယ်ရှင်ဒီအနေထားလောက်ဆိုရင်တော့ပဲမုံဖြော်ထားတာလေးကိုစပြီးတော့ထည့်ပါမယ်ဒါကိုပွင့်မှုဒါကိုစပြီးတော့မွေပါမယ်ရှင်ငါးပြုတ်ကြီးလေးကိုငါးပြုတ်ဂီတာလေးကိုစပြီးတော့ထည့်ပါမယ်ရှင်ရတာမုံအနေနဲ့တော့ကျမကတော့စားရယ်အချုံမုံလေးရအသုံးပြုထားပါတယ်ဟိုဒီရတာမုံတော့ကိုကြိုက်နေတဲ့ရာတက်တာမုံလို့တခြားအရာတွေနဲ့လည်းအစားထိုးပြီးတော့အသုံးပြုနိုင်ပါတယ်ကျမတို့ကတော့ဒါလေးနဲ့ပဲချက်ပါမယ်ရှင်စားထည့်ပါမယ်ဟုတ်ကဲ့အချုံမုံထည့်ပါမယ်ဟုတ်ကဲ့ခန်းချင်ဒီအနစ်လေးချက်ထားတဲ့ခန်းချင်ဒီအနစ်လေးကိုထည့်မယ်ဖြစ်ပါတယ်ဖြစ်ပါတယ်โอเคဟုတ်ကဲ့ဒီအနေထားလောက်ဆိုရင်တော့ဒီမုံတီအရေးလေးရပါပြီရှင်ပြီးတော့နန်းလေးလော်ပါမယ်ရှင်ဒီရှမ်းမုံတီနဲ့စားဖို့အတွက်နန်းလေးလော်ပါမယ်စားလော်နေပါပြီဒီအနေထားလောက်ဆိုရင်တော့နန်းလော်လေးရပါပြီရှင်ကဲစားပါတော့မယ်ရှင်နန်းနန်းပင်ကြက်တွန်ပင်ထည့်ပါမယ်ရှင်ပြီးတော့လော်ပြီးတာငရုတ်ဒီမုံလေးကိုထည့်ပါမယ်ရှင်ငရုတ်ဒီကြိုက်တဲ့လူကတော့ဆက်လေးနဲ့စားသုံးနိုင်ပါတယ်ရှင်ပြီးတော့တံပြာတီးလေးညှစ်ထည့်ပါမယ်ရှင်ပြီးတော့နန်းလော်ပြီးတာလေးကိုအနည်းငယ်လေးထည့်ပါမယ်မွေးမွေးလေးဖြစ်သွားအောင်လို့ပါအားလုံးသုံးဆောင်ကြပါစေအရင်ကစားကောင်းပါရဲ့ရှင်အားလုံးဒီဗီဒီယိုလေးကိုတိုက်နစ်တက်ပါက like and subscribe လေးပြုလုပ်ပေးပါရှင် bye bye